သူမမှာဘာမှမသိရှာပါဘူးတတိယမင်းသားဖေးယွန်ဖန်ဟာနတ်ဆိုးထက်ပိုကြောက်စရာကောင်းတဲ့သူဖြစ်တယ်ဆိုတာကိုပေါ့ဒီတစ်ခါတော့စိုးရိမ်မိတယ်သူမပျော်ရွှင်ရမယ့်အရာဟာကောင်းချီးမဟုတ်ပဲကျိန်စာတစ်ခုဖြစ်နေမှာကိုပါအဲ့ဒီညကကျမကောင်းကောင်းအိပ်ပျော်ခဲ့တယ်နိုးလာတဲ့အခါအမေကသူမကိုအတူတူသွားကြည့်ဖို့ခေါ်တယ်တကားဝကိုရောက်တော့ကျန်းယူရူကတကားကိုဖွင့်ပေးပြီးတောက်ပနေတဲ့ပြုံးနဲ့ထွက်လာတယ်သူမနောက်မှာတော့ဖေးယွန်ဖန်အပြင်တခြားသူမဟုတ်တဲ့မျိုးသားတစ်ယောက်ပါလာတယ်ကျမအမေရဲ့မျက်လုံးတွေအံ့ဩလို့ပြုတ်ကျဲသွားပြီးကျန်းယူရူကိုဘေးဖယ်လိုက်တယ်ပြီးတော့သူ့နှာခေါင်းကိုညှို့ပြပြီးမေးလိုက်တယ်ဘာလို့ယူရူခန်းထဲမှာရှိနေတာလဲငါသမီးကိုဘာလို့လိုက်တာလဲကျမရဲ့နှလုံးသားတွေကြေကွဲသွားတယ်ကျမရဲ့မိဘတွေကကျန်းယူရူဘက်ကိုပဲအမြဲလိုလားကြတာသိပေမဲ့ဒီလောက်ထိဖြစ်လိမ့်မယ်လို့မထင်ထားခဲ့ဘူးကျမရဲ့အရင်ဘဝတုန်းကပေါ့အမေကဖေးယွန်ဖန်နဲ့ကျမကိုပထမဆုံးတွေ့တော့ကျမအကူညီတောင်းဖို့တောင်အော်မရလိုက်ခင်မှာစကားတခွန်းမှမပြောဘဲကျမကိုပြင်းပြင်းထန်ထန်ပါရိုက်ခဲ့တယ်ရှက်တက်ဆန်းမှာတောသူတယောက်နဲ့လှုပ်ဝက်တွေ့ဆုံပြီးကျန်းမိသားစုရဲ့ဂုဏ်သိက္ခာကိုပျက်စီးစေုံမကမင်းရဲ့အမဖြစ်သူနာမည်ကိုပါရှင်နေနေအောင်လုပ်နေတာပဲအဲ့ဒီအချိန်တုန်းကအမေကအရန်ဒေါသထွက်နေလို့ပဲကျမကိုအဲ့ဒီလိုဆက်ဆံတာလို့ကျမထင်ခဲ့တယ်ဒါပေမဲ့အခုတော့အမေကကျန်းယူယူကိုနောက်ွယ်မှာကာကွယ်ပေးနေတယ်သူမကိုနည်းနည်းလေးတောင်ထိခိုက်မှစိုးရိမ်နေတာပေါ့မိခင်တယောက်ရဲ့နှဆိုင်နဲ့မြစ်တာအစ်အမှန်ပါပဲကျမမျက်လုံးကိုအောက်ချလိုက်တယ်နောက်ထပ်မနာကျင်တော့ဘူးလို့ထင်ထားတဲ့ကျမရဲ့နှလုံးသားကဆက်ပြီးနာကျင်နေသေးပါပဲကျန်းယူယူကချက်ချင်းရှေ့ကိုတိုးလာပြီးသူ့ကိုကာကွယ်ပေးတယ်ဒီတခင်လေးမှမဟုတ်ပါဘူးသူကအရက်မူးနေလို့ဘာလို့နေမှန်းမသိခဲ့တာပါသူ့အမမဟုတ်ပါဘူးသူမကရှက်ရွံ့ဟန်ဆောင်ပြီးကျမကသူ့မိမဖြစ်နေပြီဆိုတော့ကျမတို့အနာဂတ်အတွက်ဆုံးဖြတ်ပေးဖို့အမေနဲ့တခင်လေးကိုတောင်းဆိုပါတယ်လို့ပြောတယ်အမေကဖေးရွံ့ဖန်ရဲ့စိန်ခံဝတ်စားတွေရုပ်ရည်ချုံမောပုံကိုကြည့်ပြီးသူကချမ်းသာတဲ့မိသားစုကဖြစ်လိမ့်မယ်လို့ခံမှန်းလိုက်တယ်